ဒီနေ့ခေတ်ဒူဘိုင်းကိုကြည့်ရင်မိုးမြတိုက်တွေစူပါကားတွေနဲ့ပြည့်နေပေမဲ့လွန်ခဲ့တဲ့250ကျော်ကဒီနေရာတဲတွေပဲရှိခဲ့တယ်ဆိုတာတင်ယုံနိုင်မှာမလားဒူဘိုင်းဟာကံကောင်းလို့ချမ်းသာလာတာလားဒါမှမဟုတ်မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်တဲ့နည်းပညာတွေကြောင့်လားဒီနေ့မှာတော့ကမ္ဘာအမြင့်ဆုံးအဆောက်အအုံလူလုပ်ကျွန်းကြီးတွေနဲ့ဒူဘိုင်းရဲ့မယုံနိုင်စရာလှုပ်ဝက်ချက်တွေကိုအသေးစိတ်မြေလှန်ပြီးကြည့်ကြရအောင်ပါဘာ့ခါလီဘာရဲ့အမြင့်ဟာမြေပြင်ကနေနေဝင်တာကိုကြည်ပြီးတာနဲ့လက်လေကစီးပြီးထိတ်ဆုံးကိုတက်သွားရင်နေဝင်တာကိုဒုတိယကြိမ်ထက်ကြည့်လို့ရတဲ့အထိမြင်ပါတယ်ဒီလောက်အမြင့်ရှိတဲ့အဆောက်အအုံကိုတဲပေါ်မှာဘယ်လိုတည်ဆောက်ခဲ့သလဲအင်ဂျင်နီယာတွေဟာ Backtruss ခိုးလို့ခေါ်တဲ့ဝိုင်းပုံသဏ္ဍာန်ဒီဇိုင်းကိုသုံးခဲ့ရပါတယ်အောက်ခြေကနေမီတာ50အထိနက်တဲ့ကွန်ကရစ်တိုင်ပေါင်း192တိုင်နဲ့ထိန်းထားတာပါသင်ဟာဘာ့ခါလီဖာရဲ့ထိပ်ကနေခုန်ချလိုက်ရင်မြေပြင်ကိုပြန်ရောက်ဖို့စက္ကန့်20လောက်ထိကြာပါလိမ့်မယ်ပင်လယ်ထဲမှာကျွန်းတုဆောက်ဖို့တန်တယ်တွေကွန်ကရစ်တွေမသုံးဘဲနဲ့တဲနဲ့ကြောက်တုံးတွေကိုပဲတုံးထားတာပါ GPS စနစ်သုံးပြီးတဲတွေကိုပင်လယ်ထဲမှာပုံဖော်ခဲ့ကြတာဖြစ်ပါတယ်ဒီကျွန်းကြီးပင်လယ်လိုင်းတန်ကြောင့်ပြတ်မသွားဖို့ကြောက်တုံးကြီးတွေနဲ့9မိုင်ပတ်လည်အကာအကွယ်လုပ်ထားရပါတယ်ဒါတဘာဝပတ်ဝန်းကျင်ကိုထိခိုက်နိုင်လို့အခုခါမှာတော့နီးပညာအသစ်တွေနဲ့ပြန်လည်ထိန်းသိမ်းနေရပါတယ်ဒူဘိုင်းမှာမိုးမရွာဘူးမြင့်မရှိဘူးဒါဆိုလူတန်းပေါင်းများစွာဘလို့ရေတောက်နေရတယ်လဲဒူဘိုင်းဟာပင်လယ်ရေကိုတောက်သုံးရေပြောင်းတဲ့နီးပညာမှာကမ္ဘာအဆင့်ပါမိုးရွာအောင်လေရင်တွေနဲ့တိမ်တွေကိုဓာတုဗေဒပစ္စည်းတွေဖြန်းပြီးမိုးအတုရွာခိုင်းတဲ့နီးပညာကိုလည်းဒူဘိုင်းကတွင်တွင်ကြဲကြဲသုံးနေပါပြီဒူဘိုင်းကရဲတွေကကမ္ဘာအမြင့်ဆုံးကားတွေကိုစီးပါတယ်လမ်ဘော်ဂီနီဘူဂါတီအထိပါဝင်ပါတယ်ဘာလို့လဲဆိုတော့ဒူဘိုင်းကတထေးတွေရဲ့စူပါကားတွေကိုလိုက်မိဖို့အတွက်ပါဒူဘိုင်းမှာတင်ရှာသမျှပတ်စံဟာတင်အပိုင်ပါပဲအစိုးရကိုဝင်ငွေခွန်လုံးဝပေးကြမလိုပါဘူးဒါတစ်ကမ္ဘာလုံးကရင်းနှီးမြှုပ်နှံသူတွေကိုဆွဲဆောင်နေတဲ့အချက်ပါဒူဘိုင်းကတထေးတွေဟာခွေးတွေကြောင်နေမွေးမဲ့အစားချင်းသေးတဲ့ကြက်တွေကိုအိမ်မွေးတိရစ္ဆာန်ဖြင့်မွေးမြူထားကြတာဟာလေလူတွေစိတ်ဝင်စားစရာပါအပြင်မှာအပူချိန်104ဒီဂရီဖာရင်ဟိုက်တောင်ရှိနေပေမဲ့ဒူဘိုင်းမောအတွင်းမှာတော့နှင်းတွေနဲ့နှင်းလျှောစီးလို့ရတဲ့အိမ်တွင်းနှင်းစီးလျှောကွင်းကြီးရှိပါတယ်အဲ့ဒီအထဲမှာပင်ကွင်းလေးတောင်မွေးထားကြတာပါဒူဘိုင်းမှာဒီတက်ထူးခြားတဲ့အချက်တွေလည်းရှိနေပါသေးတယ်ဒီဟိုတယ်ရဲ့အောက်မှာရေအောက်ခန်းတွေရှိပါတယ်အဲ့ရတဲ့ကနေလှဲကြည့်လိုက်ရုံနဲ့ငမန်းတွေနဲ့ပင်လယ်သရဝါပေါင်း6000ခွဲကျော်ကိုအနီးကပ်မြင်တွေ့နိုင်ပါတယ်ဒီတဲ့ထူးခြားတဲ့အရာတွေလည်းရှိနေပါသေးတယ်ကမ္ဘာအနက်ဆုံးရေကူးကန်ဖြစ်ပြီးမီတာ60ပေ200နှက်ပါတယ်အဲ့ဒီရေအောက်မှာမြို့ပြက်ကြီးတစ်ခုလိုဖန်တီးထားပြီးရေငုပ်သမားတွေကရေအောက်မှာစစ်တုပကင်ကစားတာဘီလီယက်ထိုးတာတွေတော့လုပ်နိုင်ပါတယ်ဒူဘိုင်းဟာကမ္ဘာအန်ရဲ့အကင်းဆုံးမြို့တွေထဲကတစ်ခုပါဘာလို့လဲဆိုတော့ဥပဒေကအရန်တင်းကျပ်ပြီးမြို့အနှံ့မှာမျက်နှာမှတ်မိတဲ့ CCTV ကင်မရာတွေတန်းနဲ့ချီတက်ဆင်ထားလို့ဖြစ်ပါတယ်ရဲတွေဟာစူပါကားတွေစီးရုံနေမကပဲ AI စနစ်ကိုတုံးပြီးပြင်းမှုမဖြစ်ခင်တည်းကကြိုတင်ကာကွယ်ထားတဲ့စနစ်ကိုအသုံးပြုနေကြပါတယ်လူအများစုကဒူဘိုင်းဟာရေနံကြောင့်ပဲချမ်းသာတယ်လို့ထင်ကြပါတယ်တကယ်တော့လက်ရှိမှာဒူဘိုင်း GDP ရဲ့1%အောက်ကရေနံကနေလာတာပါခရီးသွားလုပ်ငန်းအိမ်ချမ်းမြေလေကြောင်းလိုင်းနဲ့ကုန်သွယ်ရေးကနေလည်းအဓိကဝင်ငွေရနေတာဖြစ်ပါတယ်သူတို့ဟာရေနံကုန်သွားမဲ့အနာဂတ်အတွက်ကြိုတင်ပြင်ဆင်ထားကြတာဖြစ်ပါတယ်ဒူဘိုင်းရဲ့အောင်မြင်မှုဟာရေနံကြောင့်နေမဟုတ်ပဲမဖြစ်နိုင်ဘူးလို့ပြောကြတဲ့အရာတွေကိုဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့စိတ်တဲ့အကြောင်းပါဒီလိုမျိုးနီးပညာနဲ့ကဘာကျော်မျိုးကြီးတွေအကြောင်းထက်ကြည့်ခြင်းတော့ကျွန်တော်တို့ရဲ့ Infosys Channel လေးကို Subscribe လုပ်ထားဖို့မမေ့ကြပါနဲ့။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။